ရှင်မြန်မာဖုန်းချန်နယ်ရဲ့နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စစ်အုပ်စုကဒေါ်အောင်ဆန်းစုကြည်အားအကျဉ်းချထားမှု NLD ပါတီဖျက်သိမ်းရန်ကြိုးပမ်းမှုဟာအမုန်းတရားနဲ့လုပ်နေတာလို့ NUCC ပြောတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်အပါအဝင်အဖွဲ့ဝင်နဲ့နိုင်ငံရေးခေါင်းဆောင်တွေကိုအကျဉ်းချတာအဖွဲ့ဖျက်သိမ်းရန်ကြိုးပမ်းတာဟာအာဏာသိမ်းစစ်တပ်ရဲ့အမုန်းတရားသက်လုပ်ရက်တွေသာဖြစ်တယ်လို့အမျိုးသားညီညွတ်ရေးအတိုင်းပင်ခံကောင်စီ NUCC ကစက်တင်ဘာ29ရက်ကကြာရောက်တဲ့ NLD ပါတီတည်ထောင်တာ38နှစ်ပြည့်သဝဏ်လွှာမှာဖော်ပြထားပါတယ်။မနေ့ကကြာရောက်တဲ့ပါတီတည်ထောင်ခြင်းနှစ်ပတ်လည်အခမ်းအနားကိုအဖွဲ့အစည်းအသီးသီးကပေးပို့လာတဲ့သဝဏ်လွှာတွေကို NLD ကဒီကနေ့စက်တင်ဘာ28ရက်မှာထုတ်ပြန်ဖော်ပြခဲ့တာပါ။ပါတီနှစ်ပတ်လည်နေ့အခမ်းအနားကိုတက်ရောက်ခဲ့တဲ့အမျိုးသားညီညွတ်ရေးအစိုးရပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်တန်းကလည်းပါတီဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်နိုင်ငံတော်သမ္မတဦးဝင်းမြင့်အပါအဝင်ပါတီခေါင်းဆောင်တွေနဲ့ရွှေကောက်ခံကိုယ်စားလှယ်များစွာဟာမတရားဖမ်းဆီးခံရပြီးနှစ်ရှည်ထောင်ဒဏ်တွေချမှတ်ခံရပါတယ်။ထောင်နဲ့ချီတဲ့ပါတီဝင်တွေဟာလည်းဖမ်းဆီးထိန်းသိမ်းခံရပြီးတချို့ဆိုရင်ထိန်းသိမ်းခံရစဉ်အတွင်းမှာပဲအသက်ဆုံးရှုံးခဲ့ရပါတယ်။ဒါပြင်ပါတီရုံးတွေချိတ်ပိတ်ခံရတာပါတီဝင်တွေရဲ့ပိုင်ဆိုင်မှုတွေသိမ်းဆည်းခံရတာတွေဟာစစ်အုပ်စုရဲ့မတရားဖိနှိပ်မှုကိုကဘာတိတက်တည်ခံနေပါတယ်လို့ပြောကြားခဲ့ပါတယ်။ဒီလိုရဲရဲဝံ့ဝံ့ဆွန့်လွတ်အနက်နာခံကြပြီးမစုံမနစ်တော်လှန်ရေးခရီးကိုချီတက်နေကြတဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်ရဲဘော်ရဲဘက်များအားလုံးကိုအလေးအနက်ဂုဏ်ပြုမှတ်တမ်းတင်အပ်သလိုပါတီဝင်အသီးသီးရဲ့တော်လှန်ရေးမှာရှုထောင့်ပေါင်းစုံနေရာပေါင်းစုံဒေသပေါင်းစုံကနေအားကောင်းမောင်းတန်တိုက်ပွဲဝင်နေကြတာဟာဒီမိုကရေစီခရီးအတွက်အင်မတန်အားရကျင်းတဲ့စရာကောင်းသလိုမှတ်ကြောက်တင်ရမှာလည်းဖြစ်ပါတယ်လို့ဝန်ကြီးချုပ်ကပြောကြားခဲ့ပါတယ်။စစ်အုပ်စုဘက်ကအဲ့ဒီလိုအမုန်းတရားတက်လုပ်ရက်တွေနဲ့လှုပ်ဆောင်နေပေမဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာအခက်အခဲအတားအဆီးတွေကိုရင်ဆိုင်ကြော်ပြတ်ကပြည်သူတို့နဲ့တူလက်တွဲရှေ့ဆက်နေတာမြင်ရလို့အလွန်ဝမ်းမြောက်ရကြောင်းလည်း NUCC တဝန်လွှာမှာဖော်ပြထားပါတယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာပြည်သူထောက်ခံမှုကိုတန်တတိုင်းအဖြစ်တိစောက်ထားသောအဖွဲ့ဖြစ်တယ်လို့လည်း NUCC တဝန်လွှာမှာပါရှိပါတယ်။ဒါကြောင့်ခေတ်အဆက်ဆက်တော်လှန်ရေးတိုက်ပွဲတွေမှာပြည်သူတွေနဲ့တသားတဲ့ရက်တီကအာဏာရှင်စနစ်ဆိုးကိုလက်မခံပဲဒီမိုကရေစီအောင်ပွဲစီကိုဦးဆောင်တက်မဲ့ခဲ့တာလို့ဖော်ပြပါတယ်။အခုຫນွေဦးတော်လှန်ရေးမှာလည်းတိုင်းရင်းသားလူမျိုးများအပါအဝင်တော်လှန်ရေးအင်အားစုအလုံးနဲ့လက်တွဲညီညီပေါင်းစည်းဆောင်ရွက်သွားမယ်ဆိုတာကိုလည်းအပြည့်အဝယုံကြည်ကြောင်းတဝန်လွှာမှာပါရှိပါတယ်။ပါတီအနေနဲ့ပြည်သူအကျိုးစီးပွားကိုဦးတည်ပြီး Federal Democracy ပြည်ထောင်စုကြီးသို့ခိုင်မာစွာဆက်လက်ရှောက်လန်းနိုင်ပါစေလို့ရေးသားထားပါတယ်။လူပောင်တဲ့ဒီမိုကရက်တစ်ပါတီကပေးပို့တဲ့တဝန်လွှာမှာလည်း NLD ဟာခက်ခဲပြင်းထန်တဲ့နိုင်ငံရေးအနှိမ့်မြင့်တက်ကြတွေကိုကြံ့ကြက်ခံဖြတ်တန်းလျက်ရှစ်လေးလုံးလူထုအရေးတော်ပုံကြီးရဲ့အခန်းဆက်တာဝန်တွေကိုဒီကနေ့တိုင်ထမ်းဆောင်နေတာမြင်ရလို့ဂုဏ်ပြုကြောင်းဖော်ပြထားပါတယ်။ NLD ကလည်းပါတီတည်ထောင်ခြင်းနှစ်ပတ်လည်နေ့မှာကြီးညာချက်ထုတ်ပြန်ခဲ့ရမှာအာဏာရှင်အဆက်ဆက်တို့ရဲ့ဘလို့မုံတီးစိတ်ထားနဲ့ဘလို့ပင်တိုက်ခိုက်ချေမှုန်းပါစေပြည်သူရှိနေတဲ့၍ပါတီဆက်ရှိနေမယ်လို့အသိပေးခဲ့ပါတယ်။ဆက်လက်ပြီးကန်တော်မင်းကျောင်းဆရာတော်သတင်းသုံးတဲ့တမိုင်းဝင်စီတီကိုစစ်ကောင်စီဘုံကျဲဖျက်ဆီးတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကန်တော်မင်းကျောင်းဆရာတော်သတင်းသုံးခဲ့တဲ့တမိုင်းဝင်ဖျားစီတီပရဝုံကိုစစ်ကောင်စီကလေကြောင်းကနေဘုံကျဲဖျက်ဆီးခဲ့တယ်လို့ဒေသခံတွေနဲ့စစ်ရေးသတင်းရင်းမြစ်တွေကသတင်းဌာနကိုပြောပါတယ်။စကိုင်းတိုင်းမြင်းမှုမျိုးနဲ့ကန်တော်ကြီးရွာမှာရှိတဲ့ကန်တော်မင်းကျောင်းဆရာတော်သတင်းသုံးခဲ့ရနေရကိုလွန်ခဲ့တဲ့2ရက်ကစစ်တပ်ကလေဒီနဲ့ဘုံတွေကျဲခဲ့တာလို့ဆိုပါတယ်။ကောင်းမှုမြတ်တို့ကောင်းအောင်ကြိုး၍ကောင်းကျိုးကို၌တည်စေမင်းတဲ့အခုတင်ယွန်းညွန်းတန်းတွေမှာပါလာတော့မသိပေမဲ့ကျွန်တော်တို့တုန်းကတော့ပါခဲ့ပါတယ်။ကန်တော်ကျောင်းမင်းဆရာတော်ဖရာကြီးဆုံးမခဲ့တဲ့စာကျန်စစ်သားမင်းကြီးတည်ထားခဲ့တဲ့ကန်တော်မင်းကျောင်းဆရာတော်သတင်းသုံးခဲ့တဲ့တမိုင်းဝင်နေရဖရာစီတီပရဝုံပျက်စီးခဲ့ပါတယ်။အမျိုးဘာသာသာသနာလို့တွင်တွင်အော်တော်ခွေးများကဘုံချဖျက်ဆီးခဲ့ကြလေတယ်လို့မြင်းမှုမျိုးကန်တပ်ဦးကပြောပါတယ်။လက်ရှိမှာစစ်ကောင်စီကမြင်းမှုမျိုးနယ်ကိုစစ်ကြောင်းထိုးနေပြီးလက်နက်ကြီးလက်နက်ငယ်တွေနဲ့ရန်တမ်းပစ်ခတ်မှုတွေနေ့စဉ်ရှိနေတယ်လို့လည်းအသိပေးထားပါတယ်။စက်တက်လေဒီနဲ့ခြားသွားတာစစ်ရေးကတင်းမာနေတော့သတင်းအတိအကျကတော့ထုတ်ပြန်လို့မရသေးလို့ပါလို့မြင်းမှုမျိုးပြတော်လှန်ရေးအဖွဲ့တာဝန်ရှိသူကကန်တော်မင်းကျောင်းဆရာတော်သတင်းသုံးညာဖျက်ဆီးခံရမှုနဲ့ပတ်သက်လို့ရှင်းပြပါတယ်။ကန်တော်မင်းကျောင်းဆရာတော်ကမြန်မာတမိုင်းမှာစာဆိုတော်အဖြစ်ထင်ရှားပါတယ်။ဆရာတော်ပြုစုခဲ့တဲ့ကန်တော်မင်းကျောင်းမြစ်တာစာလောကတာရပြုတွေကမြန်မာကန်နဝဲမှာဒီကနေ့တိုင်ထင်ရှားကြော်ကြားပါတယ်။တမိုင်းမှတ်တမ်းတွေအရဆရာတော်ကအင်းဝါခေဘရင်ဒုတိယမင်းကောင်ဤအကြီးတော်စကိုင်းမြို့စာမင်းလာထွတ်ရဲ့ဆရာရင်ဖြစ်ပြီးဒုတိယမင်းကောင်နဲ့သားရွှေနန်းကျော့ရှင်တို့လက်ထက်မှာထင်ရှားကြော်ကြားတဲ့ဘရင်အကိုးခွေခံဆရာတော်လည်းဖြစ်ပါတယ်။ဆက်လက်ပြီးအာရှလန်ပြန်ဖွင့်နိုင်ရေးကော့ကရိတ်တွင်အကြမ်းဖက်စစ်တပ်နှင့်လက်ပါစီ BGF ကပူးပေါင်းစစ်ကြောင်းထိုးနေပြီးတိုက်ပွဲများဖြစ်ပွားစောချစ်သူ BGF ကအကြမ်းဖက်စစ်တပ်နှင့်ပူးပေါင်း၍စစ်ကြောင်းထိုးသည့်အပြင်အထူးရောင်ရွေးကောက်ပွဲအတွက်ပြည်သူများကိုမဲထည့်ရမည်ဟုလိုက်လံချိန်ချောက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်တွင်အာရှလန်ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက်
အကြံဖက်စစ်တပ်က BGF နှင့်ပူးပေါင်းပြီးစစ်ကြောင်းထိုးနေတဲ့ဖြင့်တိုက်ပွဲဖြစ်ပွားနေကစစ်တပ်ကလက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့်ပြည်သူများထိခိုက်မှုရှိနေကြောင်းကရင်စစ်ရေးသတင်းချင်းမြစ်ကသတင်းဌာနကိုပြောပါတယ်။ယမနေ့စက်တင်ဘာလ29ရက်နေ့ကကော့ကရိတ်မြို့နယ်မြောက်ပိုင်းကမိုင်ကုန်းအန်ဖာကြီးကျေးရွာဘက်သို့အကြံဖက်စစ်တပ်နှင့်စောချစ်သူလက်အောက်ခံ BGF တပ်ဖွဲ့တပ်နယ်3တပ်ဖွဲ့ဝင်များပူးပေါင်းပြီးစစ်ကြောင်းထိုးလာသဖြင့် KNL ပူးပေါင်းတပ်များကခုခံတိုက်ခိုက်ခဲ့ရာတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းထို့ပြင်ကော့ကရိတ်မြို့အခြေဆိုင်ခလာရ69တပ်ရင်းကလက်နက်ကြီးများဖြင့်ပြည်သူများနေထိုင်ရာကျေးရွာများအတွင်သို့ပစ်ခတ်တိုက်ခိုက်ခဲ့ရာကျေးရွာသူကျေးရွာသားများထိခိုက်မှုရှိကြောင်းသိရှိရပါတယ်။စစ်တပ်ကအာရှလန်းပြန်ဖွင့်ဖို့ဗိုလ်ချစ်သူလက်အောက်ခံတပ်နယ်3 BGF တပ်ဖွဲ့တွေနဲ့ပူးပေါင်းပြီးတော့ကော့ကရိတ်မြောက်ပိုင်းကမိုင်ကုန်းအန်ဖာကြီးရွာတွေဘက်ကိုစစ်ကြောင်းတွေဝင်လာနေလို့မနေ့ကစက်တင်ဘာ29ရက်မှာ KNL တပ်တွေနဲ့တိုက်ပွဲဖြစ်ပါတယ်။ကော့ကရိတ်ခလာရ69တပ်ကလက်နက်ကြီးတွေရွာတွေဘက်ပစ်ထုတ်တာမှာရွာသားတွေထိခိုက်မှုရှိလို့ KNU စေးုံစီကိုပို့ခဲ့ရပါတယ်ဟုကရင်စစ်ရေးသတင်းရင်းမြစ်ကသတင်းဌာနကိုပြောကြားပါတယ်။ကရင်နယ်ကြားဆောင်တပ် BGF ကစစ်တပ်နှင့်ပူးပေါင်း၍စစ်ကြောင်းထိုးသည့်အပြင်စစ်တပ်ရွေးကောက်ပွဲအတွက်ပြည်သူများကိုမဲထည့်ရမည်ဟု BGF ကလိုက်လံချိန်ချောက်နေကြောင်းသိရှိရပါတယ်။ယမနေ့စက်တင်ဘာ29ရက်နေ့ကော့ကရိတ်မြို့နယ်နဘူးအုပ်စုဝဲခင်းအံဖုံကြီးကျောင်းတွင် BGF စစ်သား90ခန့်လုံခြုံရေးယူကရွေးကောက်ပွဲမဲထည့်နည်းတရုတ်ပြမှုကိုလှုံ့ဆော်ခဲ့ကြောင်းရွာသူရွာသားများအနေဖြင့်လည်းစစ်မရှောင်ပဲရွေးကောက်ပွဲတွင်မဲထည့်ရမည်ဟုချိန်ချောက်စီယုံလျက်ရှိကြောင်းသိရပါတယ်။ဗိုလ်ချစ်သူ BGF တပ်ဖွဲ့မှပါတဲ့ကရင်စစ်သားတွေကရွာသားတွေကိုဘယ်မှစစ်မရှောင်ဘူးရွာမှာပဲနေကြဖို့စားတောက်စရာတွေသူတို့ပေးမယ်ဆိုတာမျိုးစီယုံပြီးပြောပါတယ်။မနေ့ကနဘူးအုပ်စုဝဲခင်းအံရွာမဘာတာဖုန်ကြီးကျောင်းမှာရွေးကောက်ပွဲထည့်နည်းတရုတ်ပြတာတွေကိုBGF အင်အား90ကျော်လုံခြုံရေးယူပေးပြီးလုပ်နေပါတယ်။ဒေတာငိမ့်ချမ်းဖို့ရွေးကောက်ပွဲကိုမဲထည့်ရမယ်ဆိုပြီးကြေးရွာတွေစက်တိုက်မဲထည့်နည်းတင်ပြက BGF ကစီယုံနေပါတယ်ဟုကရင်စစ်ရေးသတင်းရင်းမြစ်ကရှင်းပြပါတယ်။ကရင်နယ်ကြားဆောင်တပ် BGF ကစစ်တပ်ပြုလုပ်မဲ့ရွေးကောက်ပွဲကိုထောက်ခံပြီးရွေးကောက်ပွဲဖြစ်မြောက်ရေးကူညီဆောင်ရွက်ပေးမည်ဟုတရားဝင်ကြေညာချက်ထုတ်ပြန်ထားပါတယ်။ဆက်လက်ပြီးညောင်ဦးတွင်အဲစရင်စစ်တာအကြောင်းပြပြီးလူငယ်များကိုအိမ်မော်တပ်ဖမ်းဆီးနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။မန္တလေးတိုင်းညောင်ဦးမြို့ကရက်ကွက်တွေမှာစစ်ကော်မရှင်ကအဲစရင်စစ်တာကိုအကြောင်းပြပြီးလူငယ်တွေကိုဖမ်းဆီးစစ်ဆေးမှုတွေလုပ်နေတယ်လို့နေကန်တွေစီကသိရပါတယ်။စစ်အင်အားလိုအပ်နေတဲ့အကြမ်းဖက်စစ်တပ်အနေနဲ့လမ်းပေါ်မှာပေါ်တာဆွဲယုံတဲ့မဟုတ်ပဲနေအိမ်ပေါ်အထိပါတက်ပြီးအဲစရင်အကြောင်းပြစစ်သားစုဆောင်းနေတာလည်းဖြစ်ပါတယ်။အဲစရင်စစ်ချိန်မှာအုပ်ချုပ်ရေးမှုတွေနဲ့အတူစစ်ကော်မရှင်တပ်သားတွေဖြူစောထီတွေလည်းပါဝင်တယ်လို့ဆိုပါတယ်။စစ်သားတွေကလိုအပ်ရင်ထပ်ပေါ်တာဆွဲနေအောင်မှာပဲရန်သူကရန်သူပြီးသားနေစေပါဒါကိုပြည်သူလူထုကနိုးနိုးကြကြသတိဝိရိယထားပြီးအထူးအလေးထားခရူးစိုက်ကြစေခြင်းပါတယ်လာဖမ်းတဲ့အချိန်မှာလည်းအရက်ဝတ်စစ်သားနဲ့ယူနီဖောင်းဝတ်စစ်သား2မျိုးပေါ့အုပ်ချုပ်ရေးမှုပြူစောထီတွေကလည်းသူတို့လူတွေလေလှုပ်ဆိုလှုပ်ရမှာမလုံနဲ့ဆိုမလုပ်ရဘူးပေါ့နေရပေးပြီးလှုပ်ခိုင်းထားတာပဲရှိပါတယ်လို့ညောင်ဦးလူငယ်မောင်မျိုးကျော်ကသတင်းဌာနကိုပြောပါတယ်အာနာသိန်းစစ်တပ်ဟာ2024ခုနှစ်မှာစစ်မှုထမ်းဥပဒေကိုတရားမဝင်အသက်သွင်းလိုက်ပြီးတဲ့နောက်လူငယ်တွေကိုပုံစံမျိုးစုံနဲ့ဖမ်းဆီးကစစ်တပ်ထဲမတရားသဖြင့်ဆွဲခေါ်ပြီးရှေ့တန်းစစ်မျက်နှာတွေမှာအသေးခံခိုင်းနေတာဖြစ်ပါတယ်။ဒါပြင်စစ်မှုထမ်းဖို့အကျုံးဝင်တဲ့လူငယ်အလုံးနိုင်ငံပြင်ပထွက်ခွာဖို့ကိစ္စတွေမှာလည်းအကြောင်းပြချက်အမျိုးမျိုးနဲ့ကန့်သက်ပိတ်ပင်နေတာဖြစ်ပါတယ်။တချိန်ကပြည်သူလူထုကိုကာကွယ်စောင့်ရှောက်ပါမယ်လို့သစ္စာဆိုထားတဲ့စစ်တပ်ကအခုချိန်မှာလက်နက်အားကိုပြီးစစ်အာဏာရှင်စနစ်သက်ဆိုးရှည်အောင်လူငယ်တွေပညာဗဟုသုတမတက်အောင်ဒီလန်ပေါင်းစုံသုံးပြီးလှုံ့ဆော်နေကြပါပြီ။ရန်သူကရန်သူပိတနေပါပြီ။စစ်အာဏာရှင်စနစ်ပြတ်သုံးဖို့မိမိတက်နိုင်တဲ့နေရာကပါဝင်ပေးကြဖို့အရေးကြီးပါတယ်လို့ညောင်ဦးလူငယ်မောင်မျိုးကျော်ကသတင်းဌာနကိုပြောခဲ့ပါတယ်။